ကြီးတယ်ကားချင်တယ်မလားကားချင်ငါကိုဆိုပြီးစတဲ့နာကားပြီးမဲ့ကလာတဲ့ချင်းလေးနဲ့ကလာတဲ့ချင်းလေးနဲ့ 1 2 3 goချစ်လို့စားအမမင်းသားတဲ့ချင်းလေးတွေနဲ့ကဆွဲစားနေရန်အောင်မိသားတဲ့ချင်းလေးရောင်စုံမီတွေရောင်စုံညာတွေချိုးမိုင်းမိုင်းချိုးမိုင်းမိုင်းမကတဲ့လက်ကမကတဲ့လက်ကဒီကျေစမကတဲ့ဘယ်စမဘာလာလို့မကတဲ့ဘယ်စမဘာလာလို့ညပြောသူလေကိုကြီးဆိုပြီးလို့ကတ်အောင်ဆိုပြီးတာလားဘုချစ်တဲ့ချင်းလေး1 2 3 go money be love put itရဲကိုနေပဲကြီးသွားတယ်မန္တလေးကမင်းသားလေးတားစစ်အော်တားစစ်တဲ့ချင်းလေးလည်းတီး intro တဲ့ချင်းလေးနဲ့စမယ်နော်တီး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 တော့ဝိတဲ့ပင်နဲ့တက်ကတဲ့နိုင်ညာတော့ဘာမကားရဲတော့ဝိတဲ့ပါရှိန်လိုက်အေးလိုလေးတီ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 းအပြောလုံးနေကလေးတော့မလုံးနဲ့ကလေးကတော့မျက်နှာနဲ့ကြည့်ရတာအားမရလို့ဖိနေအားပေးအဲ့ဒီကအားပေးဗါလေတကယ်ကမနော်သူများတစ်ချင်းနဲ့ကကိုပိုင်တန်းစီကိုပိုင်စာသားလေးနဲ့ကကျွန်တော်တစ်ချင်းဆက်ပေးတာရှိအဲ့စာသားလေးနဲ့ကမယ်နော်အဲ့မြောက်သွားကြမယ်နော်တစ်ချင်းလေးစပါလဲဆိုတော့ဖရန်စာတော့ဘာလဲအစိမ်းကျော်တောက်ကျော်ကြာစံကျော်ခောက်ဆွဲငန်းပြရေးဆုံးโอเคအဲ့ဒါကိုတန်စင်လေးထည့်လိုက်မယ်နော်နေတဲ့ချက်လည်းငါဘိုက်တောင်စားလာဘာဘိုက်တောင်စားငါရေးထားချက်လားစမယ်နော်အစိမ်းကျော်တောက်ကျော်ကြာစံကျော်ခောက်ဆွဲအစိမ်းကျော်တောက်ကျော်ကြာစံကျော်ခောက်ဆွဲဟဲငါပြားရေးဝေးဒီလေးလေအဲ့ဟဲငါပြားတန်းကနေဖြီးပုံမောရာဘာဒီတော့အေးပါဘာနေနော်โอเคစမ်းနော်ပြန်စမယ်တခြားကတော့တခါလေးပဲနော်โอเคအစိမ်းကျော်တောက်ကျော်အော်စာသားမရသေးဘူးစာသားတခါလေးရှင်းပြအစိမ်းကျော်တောက်ကျော်ကြာစံကျော်ခောက်ဆွဲအစိမ်းကျော်တောက်ကျော်ကြာစံကျော်ခောက်ဆွဲဟဲ့ငယ်ပြားရင်ဆိုးကအဲ့ဒီလိုကလည်းမင်းတို့တော့ဝိုင်းကခိုင်းနေမှာချွေးတာပြန်လို့လေကချက်ချက်စားနော်စမယ်နော်โอเคတခြားမကတော့လောက်ပါနော်စမယ်1 ready နော်1 2 3 go အစိမ်းကျော်တောက်ကျော်ကြာစံကျော်ခောက်ဆွဲအ
စွန်တော်လိုက်တော့ အဲ့မှာ ပါတော်ဟုတ်ကြတော့ပါတော့မင်းသားလေးဆောင်သူအချင်းရပြီနော်โอเคအဲ့ဒါကမ္မတိုက်တော့တန်းကမယ်စမယ်1 2 3 go အစိမ်းကြောတောက်ကြောကြာစင်ကြောခောက်ဆွဲအစိမ်းကြောတောက်ကြောကြာစင်ကြောခောက်ဆွဲဟဲ့ငံပြားရင်ဇွန်တော်ပါပြီသွားလိုက်တော့နှစ်ယောက်လုံးမစုံမင်းသားလေးအော်ပါโอเคစားရရတယ်နော်โอเคတက်ကမယ်နော်1 2 3 go အစိမ်းကြောတောက်ကြောကြာစင်ကြောခောက်ဆွဲအစိမ်းကြောတောက်ကြောကြာစင်ကြောခောက်ဆွဲဟဲ့ငံပြားရင်ဇွန်ရောင်းပါလေပေါ့ဘာတွေကနေမလဲဒီတော်ပြီမင်းသမီးလေးပဲထုတ်လိုက်တော့ပြီ အင်းမီထုတ်လို့ရမှာပါဟာမင်းSee